quality platform ကဒီဆက်ဒီတော့你这个你设立就是这个没你了啊都没看到怎么没事？我这你是怎么的？လက်ရှိကွင်းနီပြည်တွင်းနဲ့နိုင်ငံရေးအခြေအနေများကိုရှင်းလင်းခြင်းတက်ရောက်လာကြသောပြည်သူလူထုဌာနဆိုင်ရာများလူမှုအသင်းအဖွဲ့များလူငယ်မောင်မယ်များနိုင်ငံတော်ကောင်းဆောင်များစစ်ဖက်ဆိုင်ရာခြေကဲများနှင့်အတဲတော်များအခမ်းအနားစတင်တော်မူဖြစ်ပါ၍အသီးသီးနေရာယူပေးကြပါရန်လေးစားစွာပန်ကြားအပ်ပါရခြင်းနိုင်ငံတော်တခြင်းတည်ဆိုခြင်းကိုရဲဘော်ဟင်းမင်းဆိုမှဥဆောင်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါရရှင်
16နှစ်မြောက်ဒီနေ့မျိုးသားခုခံတော်လှန်ရေးနှစ်မှာတဲရောက်လောက်ကြတဲ့ခေါင်းဆောင်များတမှုတပ်ဖို့များဌာနဆိုင်ရာတောင်ရှိသူများဧည့်သည်တော်များနဲ့ဒီပတ်ပြည်သူများအားလုံးကိုစိတ်နှပြရွှေလက်ချမြစ်ပြီးအန်ကျေပေါင်းများစွာမှဒီဝင်ကြပါရာဥစွာစုမကောင်းတောင်းရင်အားလုံးကိုမင်္ဂလာပါလို့ပြောကြားလိုပါတယ်ခနေ့ကျွန်တော်တို့ဒီနေ့မျိုးသားခုခံတော်လှန်ရေးကနှစ်ပေါင်း96နှစ်ရှိခဲ့ပါပြီကျွန်တော်တို့ဘာလို့ဒီတော်လှန်ရေးကိုဒီလောက်အကြာကြီးလုပ်ပြီးမှပြီးစားခဲ့ရတာလဲဆိုတာကအကြောင်းရင်းရှိပါတယ်တစ်ချိန်ကကျွန်တော်တို့ဒီနီဆိုတဲ့နာမည်ကကိုမြင်ကိုချင်းနဲ့ကိုနီလာခဲ့တာဖြစ်တယ်အဲ့လိုအလားတူပဲကျွန်တော်တို့ဒီနီကလည်းတစ်ချိန်ကဒီနီမှာပါဝင်ပတ်သက်ကြောင်းရှိဘူးဆိုတဲ့ဟာကသမိုင်းမှာရေးသားခဲ့တာရှိပါတယ်သို့တော်လည်းပဲဒီနေ့အထိကျွန်တော်တို့ဒီနိုင်ငံအတွင်းမှာကျွန်တော်တို့အတူတကွနေထိုင်မယ်ကိုကချမကိုဖန်တီးမယ်ဆိုတဲ့ဟာကဒီနေ့ထိဗမာအစိုးရဆက်ဆက်နဲ့ပြည်ဆောင်ဆွေးနွေးတောင်းဆိုခဲ့ပေမဲ့မရခဲ့ပါဘူးအဲ့တော့1948အောက်ကလ9ရက်နေ့မှာဖသပလာအစိုးရကကျွန်တော်တို့ဒီနီဒီကိုစီရေးနဲ့ဝင်ရောက်ပြီးမှအဲ့လိုအလားတူပဲမနေ့ကတနေ့ကဒီ2021တုန်းကအနာသိပြီးတဲ့နောက်ပိုင်းမှာနော်ကျွန်တော်တို့လူထုတွေအဲ့လိုပဲနောက်တစ်ချိန်ပြန်ပြီးမှတော်လိုင်းစခဲ့တာပေါ့လေဒီဘောဆိုဝင်ဒီကြောမှာဆိုရင်ကျွန်တော်တို့အားလုံးအကြည့်ပဲဖြစ်မှာပါနော်ရှိတယ်လည်းနဲ့တူမီနော်ထူးထူးတောင်းထိုးတွေလောက်ပြီးမှဒီစစ်ကောင်စီတကယ်နိုင်ငံတကာနဲ့ချီတဲ့စစ်တပ်တွေကိုကျွန်တော်တို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အရသာဆိုရဆက်ဆက်ရှိတယ်သို့တော်လည်းပဲကျွန်တော်တို့ပြည်နီရဲ့သမိုင်းကြောင်းဖြစ်တည်မှုကိုလိလူရှုခဲ့ကြတာပဲဒီဟာကမားသလားဆိုလဲမမှားဘူးပြောချင်တာကကျွန်တော်တို့ပြည်နီရဲ့ဖြစ်တည်မှုကမြန်မာနိုင်ငံအတွင်းမှာဒါကတကယ်သမိုင်းတစ်ခုပန်ကန်တဲ့သမိုင်းတစ်ခုရှိနေတယ်ဆိုတာကျွန်တော်ညင်းလို့မရဘူးအဲ့တော့ကျွန်တော်တို့ဘာလို့ခုခံတော်လာရေးကဒီလောက်အကြာကြီးဖြစ်ခဲ့တယ်လဲဆိုတဲ့ဟာမျိုးကိုနည်းနည်းလေးပြောကြရှင်တယ်ပြောချင်တာကကျွန်တော်တို့လူမျိုးတစ်မျိုးကျွန်တော်တို့တိုင်းပြည်တစ်ပြည်မှာရှိခဲ့တဲ့ကျွန်တော်တို့ရဲ့အခွင့်အရေးတွေကကျွန်တော်လိုချင်တဲ့ပုံစံကမရလာခဲ့လို့ပဲเนาะကျွန်တော်တို့ကဒီတော်လှန်ရေးကိုလောက်ရခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာပြောလို့ရှိရင်ပြည်သူ့ဘုံအခြေခံဥပဒေကလူထုတွေအတွက်ကျွန်တော်တို့တိုင်းရင်းသားတွေအတွက်ဘာမှအမှတ်ခံခြင်းမရှိခဲ့ဘူး1940ခုပြည်သူ့ဘုံအခြေခံဥပဒေကမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တိုင်းပြောလို့မရဘူးအဲ့တော့ဒီအခုကောင်းသွားတာကတော့ဒီ2021မှာအာဏာသိမ်းလိုက်လို့ကျွန်တော်တို့အားလုံးဒီတဲ့လူထုအပအဝင်ကျွန်တော်တို့တိုင်းရင်းသားဗမာမဟုတ်တဲ့တိုင်းရင်းသားတရားမျှတမှုနှင့်တန်တူမှုကိုလိုလားသောဗြိနီမျိုးနှင့်စုများအားလုံးတောင်မကဗြိနီပြည်တွင်မိသင်းနေထိုင်ကြသောပြည်သူပြည်သားတို့အားလုံးနှင့်
တက်ဆိုင်သောနေ့တစ်နေ့ဖြစ်ပါသည်သမိုင်းစင်လာရဂရင်းနီပြည်ကြီးတီချာလွတ်လပ်ခဲ့သောတိုင်းပြည်တစ်ပြည်ဖြစ်ပြီးဟိုတီချာလွတ်လပ်မှုနေ့နီကိုမင်းကိုချင်းဖြင့်မိမိကျမကိုဖန်တီးခဲ့ကြပါသည်တို့ရတွင်ဂရင်းနီပြည်တီချာလွတ်လပ်ရေးနှင့်ကိုပိုင်ပြတ်ချမ်းခွေကိုဖာစာပါလာအစိုးရမှ96နှစ်မြောက်ဂရီနီမြို့သားပုခတော်လိုင်းခန္ဓာမှာကြွရောက်လာတဲ့မိဘပြည်သူများသားသမီးများအဖွဲ့အစည်းစစ်တီးမှတာဝန်ရှိခေါင်းဆောင်များရဲဘော်ရဲဖက်များနဲ့ကျွန်တော်ဌာနဆိုင်ရာအားလုံးကိုမိဂပါလို့နှုတ်ခွန်းဆက်တာပါတယ်ဒီနေ့ကျွန်တော်လက်ရှိအခြေအနေရနိုင်ငံရေးမပြောခင်မှာကျွန်တော်ဒီပြည်သူလူထုနဲ့ဒီမှာကြွရောက်လာတဲ့ဒီတိုင်းကိုအနေငယ်ဒီစုပ်ပြောလိုပါတယ်ကျွန်တော်တို့တစ်ချိန်လုံးကတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကဘာကြောင့်လက်နက်ကိုင်လဲဆိုတဲ့အဓိပ္ပာယ်ကိုဒီနေ့ကတော့အားလုံးလိုသိကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တစ်ချိန်လုံးကအနာရှိအဆက်ဆက်ကျွန်တော်တို့ကိုတောင်းကြသူအဖြစ်သမားလို့ကျွန်တော်တို့ကြွေးကြော်ပြီးမှမြို့နေလူတန်းစားတွေကလည်းကျွန်တော်တို့အားရစရာဖြစ်ပါတယ်ကျွန်တော်တို့ခရီးနီးပြီးတစ်ခုတည်းမဟုတ်ဘဲနဲ့ဗမာပြည်အတိုင်းကတစ်ခုလုံးပါဝင်တာဖြစ်တယ်ဗမာလူမျိုးကိုယ်နိုင်ကတော်လိုင်းမှာပါဝင်လာတာဖြစ်ပါတယ်အဲ့ဒါကျွန်တော်တို့ဘုရားဆရာပြောရသလိုကျွန်တော်တို့မှာဝန်းထဲဆရာလေးတပုံရှိပါတယ်ကျွန်တော်တို့နေ့စဉ်နဲ့အမျှအသက်ပေးရတဲ့လူထုတွေကျွန်တော်တို့ရဲဘော်ရဲဘက်တွေဖြစ်စီခါတဲ့ကြီးရွာတွေပေါင်းများစွာရှိတယ်ဆိုတာလေအားလုံးသိမြင်ပြီးသားကျွန်တော်ခန္ဓာပြည်နောက်ပိုင်းမှာကျွန်တော်ကြောရလာတော့နိုင်ငံတော်ကောင်းဆောင်ကြီးများနဲ့ဒါတိုင်းကောင်းဆောင်တင်ပြီးပေါ်တော့ဌာနဆိုင်ရာများကျွန်တော်တို့ဒီနမရွာမှာဒီမနေ့စာပြည်စထားတာဖြစ်တာပေါ့နော်အဲကြောင့်လို့ရောက်ဒီတိုင်းမနေ့စာပြန်ပြေဖို့ကြားပါတယ်နောက်ခုနေတဲ့ကြောလာတော့ဌာနဆိုင်ရာတင်ပြီးတော့ကောင်းဆောင်ပြီးဌာနဆိုင်ရာတင်တော့ကောင်းဆောင်ကောင်းဆောင်များကိုဒီတပည့်ထောင်းပြေဖို့လဲကြားပါတယ်မိကြလေးထားပါတယ်ဒီနောက်ကျွန်တော်တို့မြက်စာစားပြီးနောက်ပိုင်းမှာကျွန်တော်56နှစ်မြောက်ပြည်သူ့ကတော်လိုင်းဒီဖလာလူပွဲလဲအစီအစဉ်ရှိတဲ့အတွက်ကြောင့်ကြောက်ရလာတော့မိဘပြည်သူများအားလုံးရဲ့ပေါ်ရဲ့ပဲခေါင်းဆောင်တဲ့အားလုံးလာရောက်အပြည့်ဖလဲပေါ်ပါတယ်ဒီနေ့လေမြက်စာစားပြီးနောက်ပိုင်းမှာအားစားစီတွေပဲဆက်ပြီးဖြစ်ပါတယ်လူအားအထူးပင်ကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါရရှင်ဆက်လက်ပြီးအစီအစဉ်ရအခမ်းအနားရုပ်ရှင်ရှင်26နှစ်မြောက်ပြည်အမျိုးသားဥက္ကဋ္ဌတော်လှန်ရေးရဲ့အခမ်းအနားကို2024ခုနှစ်ဩဂုတ်လ9ရက်နေ့မနက်9:40အချိန်တွင်အခမ်းအနားပြီးဆုံးကြောင်းကြေညာအပ်ပါရရှင်Hah? Mau muda puas? Ready? 1, 2. Punya doh, ada puas. Habis kau ya ini. Dan nama ini.
มันใช่กี่กี่อ๋อ ตัวนี้ไทยกี่น้องไทย ทีมที่ตกรับเนอะ ไทยแลนด์ เป็นเซนเนี่ยตบปลาที่ชอบไหมบ้างชาแล้วนะmà IDP khá lì đó là cái gì chạy bài được à เที่ยวเนี่ยหมดขี้แย่มากที่หนึ่งบ้าน มีแมวมีหมา mà tập tại phía bùi hôm nào phía bùi hồ thế ra tập xuống phía bùi mà tập tài còn trẻ rồi nó tập tài thế là không mà mù đấy tụi lúc cho sao một đứa nãy là xa luôn có mà ta sẽ là bay great hay gì đó mà nó tên là